မြန်မာ AI အတန်တွေကိုလုံးဝအခမဲ့ထုတ်လို့ရပါပြီ Movie recap အတွက်ပဲသုံးမလားကြော်ညာအတွက်ပဲသုံးမလားဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့တခြားဘယ် project အတွက်မဆိုပေါ့နော်နောက်ခံစကားပြောမြန်မာအတန်သုံးမယ်ဆိုလို့ရှိရင်ဝယ်သုံးစရာမလိုတော့ပါဘူး free သုံးလို့ရနေပါပြီ free သုံးဖို့အတွက်ကိုလည်း account တွေအများကြီးဖွင့်ပြီးတော့သုံးနေစရာမလိုတော့ပါဘူးကျွန်တော်ရဲ့ transcript master application မှာသုံးလို့ရနေပါပြီအရင်ဆုံး Play Store ထဲကိုသွားလိုက်ပါရှာတဲ့နေရာမှာကျွန်တော်တို့ transcript master ဆိုပြီးတော့ရိုက်ရှာလိုက်ပါ Okay အခုလိုရှာလိုက်မယ်ဆိုလို့ရှိရင်ဒီမှာတွေ့ပါလိမ့်မယ်ဒီ application လေးပါအပေါ်ကကျတော့ကြော်ညာအနေနဲ့တက်လာတဲ့ဟာကြီးပေါ့နော်အဲ့ဒါမဟုတ်ဘူးဒီထိပ်ဆုံးမှာမြင်ရတဲ့ transcript master ဆိုတဲ့ application လေးပါပြီးရင်ကျွန်တော်တို့ install ဆိုတာလေးကိုနှိပ်ပြီးတော့ download လုပ်ပါမယ် Okay down ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖွင့်လိုက်ပါမယ် permission လေးတွေပေးဖို့လိုပါမယ် Okay ဒီလိုမျိုးပွင့်သွားပြီဆိုလို့ရှိရင် go to app ကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့သုံးလို့ရပါပြီဒီနေရာမှာကျွန်တော် free pay ထားတဲ့တူ5ခုရှိပါတယ်အဲ့ထဲကကျွန်တော်တို့အသုံးများမဲ့ကျွန်တော်တို့ AI အတန်ထုတ်တာလေးကိုကျွန်တော်ထုတ်ပြပါမယ် AI voice ဆိုတဲ့ထဲကိုဝင်လိုက်ပါပြီးဆိုရင်ဒီမှာကျွန်တော်တို့ထုတ်မဲ့ model တွေကိုရွေးလို့ရပါတယ်ဒီ HTTS ဆိုတာကြတော့ကျွန်တော်တို့ကြားနေကြအတန်တွေဖြစ်တဲ့တီဟတို့နေလာတို့အတန်ပါမြန်မာလူဆိုလို့ရှိရင်တီဟနေလာအတန်2ခုရှိမယ်တခြားအင်္ဂလိပ်လိုဆိုလို့ရှိရင်ကျွန်တော်အတန်တွေအများကြီးရှိပါတယ်เนาะကိုကြိုက်တဲ့အတန်ကိုရွေးပြီးထုတ်လို့ရပါတယ်မြန်မာအတန်မှမဟုတ်ဘူးတခြားဘာသာစကားတွေအများကြီးပါပါတယ်เนาะထိုင်းလိုလည်းပါတာပဲเนาะအစုံပါပါတယ်အဲ့တော့ကျွန်တော်မြန်မာလိုအရင်ထုတ်ပြပါမယ်ဒီနေရာမှာကျွန်တော်တို့ထုတ်မဲ့စာလေးကိုထည့်လိုက်ပါကျွန်တော်ကတော့ဘာမှရေးထားမရှိဘူးဆိုတော့ဒီကဟာလေးပဲကျွန်တော်ရှောက်ပြီးတော့နှိပ်ပြီးထည့်လိုက်ပါမယ်နော် Okay ဒီလိုထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စကားပြောရဲ့ rate ကိုမြန်ကျင်လားနှေးကျင်လားပြောင်းလို့ရပါတယ်နော်ကိုကခက်ပြေးပြေးလေးသွားကျင်တယ်ဆိုလို့ရှိရင် 0.9 လောက်နဲ့ထုတ်လို့ရပါတယ်နော်ဒီမှာဒီဟာအတန်ယူမှာလားနီလာအတန်ယူမှာလားကြိုက်တာယူပြီးဒီမှာဒါလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီရောက်က get free generation ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင် generate audio only ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်အတန်လေးစပြီးတော့ထုတ်ပါလိမ့်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အတန်လေးထွက်လာပါပြီဒါတီဟအတန်နဲ့ထွက်တာဖြစ်ပါတယ် ဒီရာတွင်သိသိထားပါပြီစာသားကွက်ထဲတွင်ထည့်ရအတွက်ဗီဒီယိုပိုင်းကိုတို့ပါအဲဒါကျွန်တော် 0.9 နဲ့နည်းနည်းလေးဖြည်းဖြည်းချင်းသွားတဲ့ပုံစံမျိုးလုပ်ထားတာပေါ့နော်ကိုကအမြန်ကြရင် speed rate ကိုတင်လို့ရပါတယ်ဆိုတော့နောက်တစ်ခုဒီဘက်က own API ဆိုတာကကြတော့ကျွန်တော်ကိုယ့်ရဲ့ Gemini API key နဲ့ထုတ်လို့ရပါတယ်ဒီမှာကျတော့အတန်ကဘာအတန်ရမှာလဲဆိုတော့ကျွန်တော်တော်တော်များများထုတ်နေကြတဲ့ Google AI Studio ကအတန်နေလာမှာပါနော် API key ဘယ်လိုယူမလဲဆိုတော့နံပါတ်1ကျွန်တော်တို့ Google AI Studio ကိုသွားပါပြီးရင်ကိုယ့်ရဲ့ Google account နဲ့ login ဝင်ပါပြီးရင် create API key ဆိုတော့နှိပ်ပြီးတော့ API key လေးသွားယူပေးပါပြီးရင်ဒီနားက API key ထည့်တဲ့အကွက်မှာ key လေးထည့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကိုထုတ်ချင်တဲ့စာသားထည့်ပြီးတော့ခုနတိုင်းဆက်ထုတ်သွားရုံပါပဲဒါဆိုရင်ရပါပြီနော် Okay ဒါကတော့ free သုံးချင်တဲ့လူတွေအတွက်ကျွန်တော်လုပ်ပေးထားတာဖြစ်ပါတယ်လောလောဆယ်မှာတော့ကျွန်တော်ဒီ25ခုကို free ဖွင့်ပေးထားပါတယ်အများစုကတော့ AI အတန်ကိုပဲသုံးကြလိမ့်မယ်လို့ယူဆပါတယ်တကယ်လို့အဆင်မပြေတာရှိတယ်ဆိုလို့ရှိရင်လည်း comment မှာရေးသွားလို့ရပါတယ်အားလုံးကြည့်ပြကျေးဇူးပါ